ရန်ကုန်မော်လမြိုင်ကားလမ်းမကြီးတစ်လျှောက်ရန်ကုန်မြို့ကနေထွက်လာလို့မိုင်150ခန့်ရောက်တဲ့အခါမှာမွန်ပြည်နယ်ရဲ့ဘီလင်းမြို့ရှိပါတယ်ဘီလင်းမြို့ဟာမွန်ပြည်နယ်ရဲ့မြို့နယ်10မြို့နယ်အနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်မြို့အဝင်မှာပဲမြို့မစာကြည့်တဲ့နောက်မြို့နယ်ပြည်သူ့ကောင်စီရုံးနောက်တခြားဒီလိုမြို့နယ်များမှာရှိတတ်တဲ့ပြည်သူ့စေယုံဆိုရရုံးများစသည်တို့အပြင်ထင်ရှားကြော်ကြားလာတဲ့ဘီလင်းတရားဆက်လည်းရှိပါတယ်ဘီလင်းတရားဆက်ဆိုရင်ဘီလင်းမြို့သားမကမွန်ပြည်နယ်မှာသာမကမြန်မာပြည်တစ်ခုလုံးမှာထင်ရှားတဲ့စက်ရုံကြီးဖြစ်ပါတယ်ရန်ကုန်မော်လမြိုင်လမ်းမကြီးပေါ်မှာအဝေးပြေးမော်တော်ယာဉ်များရှိတယ်လို့မြို့ရင်းကလူသူလူသားများဟာလည်းပဲယာဉ်မျိုးမျိုးနဲ့တနေရာမှတနေရာသို့သွားလာလျက်ရှိပါတယ်ဘီလင်းမြို့ရဲ့မင်္ဂလာဈေးအတွင်းမှာရောင်းချတဲ့ပစ္စည်းများစုံလင်သလိုလာရောက်ဝယ်ယူကြတဲ့ဈေးဝယ်သူများနဲ့တက်ခင်းရောင်းချကြတဲ့ဈေးသည်များရဲ့ကြားဆက်ဆံမှုဟာပေါ်ရွေလာပြီးတော့ဘီလင်းမြို့မှာမိတင်းနေထိုင်ကြတဲ့မြို့သူမြို့သားများရဲ့စိတ်နေသဘောထားကိုထင်ဟပ်စေပါတယ်သူတို့ရဲ့ပြုံးချက်နှစ်သားများနဲ့ချွာတဲ့စကလုံးများအမြဲပြသနေပါတယ်ဘီလင်းမြို့ရဲ့နောက်ထင်ရှားတဲ့ဌာနတစ်ခုကတော့ဒီမြို့နယ်တစ်ခုလုံးရဲ့အားထားရာအထက်တန်းကျောင်းကြီးဖြစ်ပါတယ်ဒီကျောင်းမှာဆိုလို့ရှိရင်မြို့ရင်းကကျောင်းသူကျောင်းသားများသာမကအနီးအဝေးကကျောင်းသူကျောင်းသားများလည်းဒါရောက်ပညာသင်ယူကြပါတယ်ဘီလင်းမြို့ဟာသမိုင်းအစဉ်လာကြီးမားခဲ့တဲ့အတိုင်းပဲဗုဒ္ဓဘာသာသာသနာထွန်းကားရာမြို့ဖြစ်ပါတယ်အဲဒီလိုထွန်းကားကျောင်းကိုလည်းပဲမြို့တွင်းမှာရှိကြတဲ့တရားကျောင်းကဇေဒီပထိုးများကဝေဝေစာစာနဲ့ပြသလျက်ရှိပါတယ်ရဲ့ထင်ရှားလာတဲ့မြင်းသားတောင်ဖြစ်ပါတယ်။တောင်ကြီးမှာတော့ဘီလင်းမြို့ရဲ့ကံတာယာ8ရပ်ကွက်ရှိပါတယ်။အဲ့ဒီကံတာယာ8ရပ်ကွက်ရဲ့မူလရန်ကျောင်းအတွင်းမှာထီးတော်များကိုမြင်းသားတောင်ပေါ်သို့မပင့်ဆောင်မီခိတ္တထားရှိပါတယ်အဲ့ဒါလိုထီးတော်များရှိရာသို့ဘုလိုတရားလှပတဲ့ကျုခင်းများကိုဖြတ်ကျော်ပြီးတကလားဘီလင်းမြို့ကမြို့သူမြို့သားများကလာရောက်ဖူးမြော်ကြပါတယ်ဒီလိုထီတော်များကိုလာရောက်ဖူးမြော်ကြတဲ့သူများကိုကြည့်မယ်ဆိုရင်ဘီလင်းမြို့သူမြို့သားများဟာဘလောက်အထိဘာသာကိုင်းချိုင်း
အားပေးကြတယ်ဆိုတာကိုလည်းပဲတွေ့မြင်နိုင်ပါလေခန္ဓာရအမှတ်၈ရက်ွက်အစိုးရမူလရာကြောင်းရှိကနေပြီးတော့အဲ့ဒါလို့ထီတော်များပြင်ဆောင်လာတဲ့အခါမှာဘီလင်းမြို့သူမြို့သားများစီတမ်းပြီးတောင်ကြီးစီတို့ဦးတဲကလမ်းမကြီးတစ်လျှောက်ကန္တာယာမှတ်ရှိရပ်ကွက်ကိုဖြတ်တန်းပြီးပင့်ဆောင်သွားကြပါတယ်အဲ့ဒါလို့ပင့်ဆောင်သွားတဲ့နေရာမှာမြို့ကရှမ်းရိုးရာကခုံများဒုပဝိုင်းများနဲ့ပဲတပြောတပါလိုက်ပါလာကြတာကိုတွေ့မြင်ရပါတယ်အဲ့ဒါလိုပင့်ဆောင်သွားတဲ့နေရာမှာထီတော်များအတွင်းမှာခိတ္တထားရှိစဉ်ကမဖူးမြော်လိုက်ရတဲ့လူသူမျိုးသားများဟာလည်းပဲမိမိတို့အိမ်တွင်းကနေပြီးတော့ဖူးမြော်ခွင့်ရရှိတာပေါ့ခင်ဗျာအဲ့ဒါလိုလူကြီးသူမများကထီတော်များပင့်ဆောင်သွားတဲ့အခါမှာကလေးတငယ်များကလည်းပဲဘေးများကနေပြီးတော့တပြောတပါလိုက်ပါလာကြရင်းနဲ့ထီတော်များကိုဖူးလိုက်အကခုံများကိုကြည့်လိုက်နေပျော်ရွှင်စရာကောင်းလာပါတယ်မြင်းသာတောင်ကြီးတို့အဝင်မုတ်ဦးကိုရောက်ရှိလာပါကိုရောက်ရှိလာပြီးတဲ့အခါမှာလည်းပဲရပ်နာခြင်းမပြုဘဲနဲ့ဆက်လက်ပြီး
ပင့်ဆောင်သွားပါတယ်ဘီလင်းမြို့ရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့မြင်းသာတောင်ဟာတောင်ကြီးတောင်လေတောင်ထိပ်အစအလေအဆုံးတာယာလှပပါတယ်ဘယ်ရာသီဥတုဘယ်အချိန်ခါမှမဆိုသူ့အယောင်နဲ့သူ့အသွေးနဲ့ရှုခင်းများတာယာလှပပါတယ်တောင်ထိပ်ကစီဒီများကိုလည်းပဲအဝေးကလှမ်းပြီးဖူးမြင်နိုင်ပါတယ်အဲ့ဒီစီကိုပဲထီးတော်များကိုဆက်လက်ပင့်ဆောင်သွားကြပါတယ်ထီးကိုအသုံးပြုရမှာလူမျိုးအလိုက်ဒေသအလိုက်သုံးလေသုံးထရှိတာကတော့စောင်းထီးဆောင်ထီးနဲ့စောက်ထီးဆိုပြီးသုံးမျိုးရှိပါတယ်ဟောတာကတော့အင်ဒိုနီးရှားကနတ်ပွဲကထီးအခုမြင်ရတာကတော့ဆူမာတြားကစူလတန်ဘုရင်ဆောင်းတဲ့ထီးထိုင်းနိုင်ငံဇင်းမဲ့ပြည်နယ် Bright Stupa တောင်ထိပ်မှာရှိတဲ့ဇေဒီဝါပရသတ်ရဲ့ထီးဆောင်းထီးမှာလူသုံးထီးတစ်မျိုးဖြစ်ပြီးနိုင်ငံအလိုက်လူမျိုးအလိုက်ပိုးဒီဖဲဒီပိတ်ထီးစသဖြင့်အမျိုးမျိုးလှုပ်ဆောင်သုံးဆွဲလေးရှိသည့်များအနက်ကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့အသိမ်ထီးအိမ်တော်ရာထီးတို့ကနာမည်ကျော်ကြားလူကြိုက်များလှပြီးပြုလုပ်ရမှာလည်းပဲအမှုပညာလက်ရပြောင်မြောက်တဲ့ထီးများဖြစ်ကြပါတယ်တောင်ထီးကတော့မင်းကမင်းသားများယာတုဌာနအလိုက်သုံးဆွဲလေးရှိပါတယ်မြန်မာမင်းများအုပ်ချုပ်စဉ်ကာလကဆိုရင်ထီးပြူ၈မျိုးကိုမင်းကမင်းသားမှာထည့်သွင်းထားပြီးအချုပ်အခြာအာဏာရှိတဲ့ထီးဆောင်မင်းအဖြစ်ဖော်ပြကြသလိုပဲအဆောက်အအုံများနဲ့ရင်ရထားများမှာလည်းပဲတပ်ဆင်ဖော်ပြလေးရှိပါတယ်ဒါအပြင်ထီးတကွန်ကုတ်ကားများကိုဖျားပထိုးများမှာလူတို့အတွက်ရရပြုလုပ်ဖို့ရောင်းချလေးရှိပြီးမိမိတို့နေနံအလိုက်ဝယ်ယူပြီးကောင်းမှုကုသိုလ်ပြုလုပ်ရာမှာသုံးလေသုံးထရှိပါတယ်ရိုးရာနတ်များကိုးကွယ်ရာမှာလည်းပဲပုဂ္ဂိုလ်အလိုက်တင်္ကေတပြုပြီးသုံးဆွဲတာကို38မိနစ်ထိအဖြစ်အခုလိုတွေ့မြင်ရပါတယ်
ဆောက်ထီဒါမှမဟုတ်စိုက်ထီဆိုတဲ့ထီများကိုတော့ဘာသာရေးဆိုင်ရာသာသနိကစောက်အုံများမှာတွေ့ရလို့ရှိပါတယ်ဘာသာရေးဆိုင်ရာအစောက်အုံတွေနဲ့ပတ်သက်လို့အစောဆုံးတွေ့ရှိရတဲ့ထီကတော့အိန္ဒိယနိုင်ငံမြောက်ပိုင်းဘူပါနယ်မှာရှိတဲ့စံကြီးစေတီများအနက်အခုဖူးမြော်ရတဲ့စေတီနှစ်စုမှာမြတ်စွာဘုရားသခင်ရဲ့လက်ဝဲတော်ရန်ရှင်မောက္ကလန်နဲ့လက်ရတော်ရန်ရှင်သာရိပုတ္တရာတို့ရဲ့ဓာတ်တော်များဌာပနာထားခဲ့တဲ့စေတီများဖြစ်ပါတယ်ဒီစေတီများမှာအဆင့်၃ဆင့်ရှိတဲ့ကြောက်ထီးများကိုတင်ထားပါတယ်ထီး၃ဆင့်ကိုအဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင်ထီးသည်မင်းကန်းတော်ပစ္စည်းမင်းဧကရစ်တို့ရဲ့အာနာရိတ်ကိုဖော်ပြတဲ့အမှတ်သားလက္ခဏာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုလည်းပဲစัจ java ရိမင်းနဲ့နှိုင်းလေးရှိတာမို့ဗုဒ္ဓမြတ်စွာဘုရားရဲ့အရှိန်တေစာနဲ့ဗုဒ္ဓဘာသာပြန့်နှံ့မှုကိုသိသာအောင်ထီး၃ဆင့်တင်ဆောင်တာသင်္ကေတပြုကြတယ်လို့သုတေသီများကအဆိုရှိပါတယ်မြန်မာနိုင်ငံမှာအစောဆုံးတွေ့ရှိရတဲ့ထီးပုံကတော့တရေခိတ္တရာခေတ်မြို့ဟောင်းဥခင်ဘကုန်းမြေမှာတူးဖော်တွေ့ရှိတဲ့ငွေတဲ့ထူပါယုံစေတီကလေးတစ်စုရဲ့ထိပ်ပိုင်းမှာတွေ့ရတဲ့ထီးရှိရွက်ပါရှိတဲ့ပုံဖြစ်ပါတယ်ထီးပုံအမျိုးမျိုးကိုပြုခေတ်ပကံခေတ်အင်းဝခေတ်စသည်အားဖြင့်ခေတ်အဆက်ဆက်ဗရင်ပညာရှင်တို့ရဲ့ကုမျိုးချက်နဲ့အတူပုံသဏ္ဍာန်အမျိုးမျိုးကြောင်းလွဲလာတာကိုမြမပြည်အနှံ့ပြားမှာဖူးမြော်တွေ့ရှိနိုင်ပါတယ်ခဏမျက်မှောက်ခေတ်မှာတော့စေတကုံစေတီတော်မှာရှိတဲ့ထီးရဆိုရင်မင်းတို့ရဲ့မကိုက်ပုံသဏ္ဍာန်ကိုယူပြီးမကိုက်ထီးတော်ပုံမြမရက်ကန်းစင်မှာသုံးတဲ့ထီဝင်တဲ့သဏ္ဍာန်တူတဲ့ထီဝင်ထီးတော်ပုံအဲ့ဒီထီးမျိုးကိုတော့ရွှေစည်းကုံစေတီတော်နဲ့မင်းကွန်းမြသိန်းနံစေတီတော်များမှာဖူးမြော်နိုင်ပါလေနောက်စေတီနဲ့ထီးလိုက်ဖက်တဲ့ပုံမျိုးကိုတော့ရှမ်းပြည်နယ်ကင်းလေးဒေသမှာတွေ့ရပါတယ်။နောက်ရက်ပါထီးတော်မျိုးကိုရှင်မော်တော်စေတီမှာဖူးရပြီးတော့စံကြီးတူပါမှာရှိတဲ့တတ္တရဝါဒီကြောက်ထီးကိုခြေပြုထားတာဖြစ်ပါတယ်။အထူးတည်တွင်ထားတဲ့ထီးပုံမျိုးကိုတော့တချို့နေရာဒေသများမှာလည်းဖူးမြော်နိုင်ပါတယ်။ထီးများကိုအသုံးပြုရာမှာနေရာကိုလိုက်ပြီးဖျားထီးတစောင်းထီးကြောင်းထီးနန်းထီးပြတ်သက်ထီးဆိုပြီးအမျိုးမျိုးတွေ့မြင်နိုင်ပါတယ်ဖျားထီးများကိုပြုလုပ်ရာမှာတတ္တုများကိုအသုံးပြုပြီးကျွမ်းကျင်ကြတဲ့ဗရင်ပညာရှင်များကအပြောက်အမွှန်းများစီချယ်ပြီးစေတီပထိုးရဲ့ညာတော်ကိုလိုက်ပြီးတော့အချိုးပြေအောင်လုပ်ဆောင်လေးရှိကြပါတယ်ထီးတော်များကိုလှုပ်ဆောင်ရာမှာလည်းပဲဘုံ၁၁ဆင့်ရှိတဲ့ထီး9ဆင့်ရှိတဲ့ထီး5ဆင့်ရှိတဲ့ထီး3ဆင့်ရှိတဲ့ထီးဆိုပြီးတော့ကွဲပြားပါသေးတယ်ဘုံ၁၁ဆင့်ရှိတဲ့ထီးကိုမြမမင်းပါတော်မူပြီးနောက်ကင်းဝံမင်းကြီးအမှုပြုပြီးမူကြီးမတ်ရာမင်းမှုရမ်းများနဲ့အယက်သားများစုပေါင်းတင်လှူခဲ့တဲ့ထ
ထီးကတော့မန္တလေးမြို့မဟာမြတ်မုနိဘုရားကထီးပဲဖြစ်ပါတယ် ဘုံခုနှစ်ဆင်းရှိတဲ့ထီးကိုတော့မင်းဧကရစ်များကသာတင်တူလေးရှိပြီးဘုံ၅ဆင်းရှိတဲ့ထီးကိုတော့လူအများစုပေါင်းတင်တူတဲ့ထီးရဲ့လို့သိရှိရပါတယ်ထီးများကိုတတ်ဆင်ရမှာဇေဒီရဲ့ငကြောဘူးထိပ်မှာပိနေတိုင်းဆိုတဲ့သံတိုင်းကိုစိုက်ခါငပြောဘူးထိပ်ပိုင်းကစပြီးရွှေငွေတတ္တုဆွဲလဲများကိုတတ်ဆင်ကြပါတယ်အဲ့ဒီကမှပထမဘုံဒုတိယဘုံတတိယဘုံဆိုပြီးလိုက်တက်သွားပါနော်အဲဒီကမှခြေပတော်သတ္တဖူးဇွန်လေးဘုံငှက်မြတ်ဆိုတဲ့အစိတ်ပိုင်းများကိုတတ်ဆင်ကြပါလေငှက်မြတ်နာရဲ့အထက်ပိုင်းမှာရတနာရွှေငွေပစ္စည်းအမျိုးမျိုးနဲ့ခြေသပြီးစိန်ဘူးတော်ကိုတတ်ဆင်လေးရှိကြပါလေထီးတင်ပွဲများကိုညီမတို့တခန်းတနာလှုပ်ဆောင်လေးရှိရသလိုထီးတော်များယူကျွင်းလာတဲ့အခါမှာလည်းပဲပြန်လည်ပြုပြင်နိုင်ကပြုပြင်ပြင်လို့မရတော့ရင်တော့ထီးတော်ပါတတ္တုပစ္စည်းအစုစုတို့ကိုဇေဒီတီတာကိုးကွယ်လေးရှိပါတယ်ရွှေတကုံရင်မြင်တော်မှာစင်ပြူရှင်ရွှေဘုံမင်းထီးတော်ဟောင်းကိုငုံတည်ထားတဲ့အုပ်ဇေဒီမျိုးဖြစ်ပါတယ်ထီးတော်များနဲ့ပတ်သက်လို့နေရာဒေသကွဲပြားပြီးတွင်တရံအမျိုးမျိုးတည်ရှိနေကြစေပေမလို့အဓိပ္ပာယ်ကတော့တစ်ခုလဲသာဖြစ်ပြီးအပူဇော်ခံယူခြင်းနဲ့တကူအာဏာရှိခြင်းကိုဖော်ပြနေတဲ့သင်္ကေတများသာဖြစ်ပါတယ်ဆိုတဲ့အကြောင်းအခါခွင့်သင်လို့တင်ပြလိုက်ရပါတယ်ခင်ဗျာ
သူမဟာရိကာဝိနာနတ်ရွာနှစ်ဆင့်ဘုံအမြင့်အရှင်းဆံရာသုဒတနာသံနဂရာကကတိပင်သာယာနဲ့ကပလာပန်သူမသံပြုသည့်အများကပင်တရားမင်းများနမင်းကြီး၄ယောက်တို့ပါသူရမနန်းပြရုပြန်ကယခုတပံဤကေဟာတို့ဒေဝတာ၅ဘောတရုံးတို့ကိုတရားဒေသနာတော်နှလုံးကြွပါအောင်လို့အကြောင်းမှနှင်းပြီးတောင်းပါရင်ပြင့်ပါသည်မြတ်ဗုဒ္ဓသာသနာမမှောက်လေပဲကဘာတော့မပြတ်အကျိုးမျှော်ထားကြတဲ့မြတ်ဘိုးတော်တရားမင်းနဲ့တကွာသတုမဟာရဲ့နတ်ဘိုးတော်ကြီးတို့ဗျာစီရံပေတလူဘုရားသာသနံစီရံပေတလူဘုရားသာသနံစီရံပေတလူနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာအမောင်မာသတိယခုလိုဘုရားဖိပေကအောင်ဝဲကြီးချင်းချင်းပဲအောင်ဆင်နွှဲနိုင်ပြီးအကြောင်းရင်းကအဝဲလိုအကြောင်းပြု၍ပေါ်ပေါက်လာရပါလေအမောင်မာတလီမန္တဝသုတတနာဒါနပိုင်ရှင်တရားဘယင်တိပင်လည်းဖြည့်ရှင်းတော်ဘုရားအရှင်တရားမင်းအမောင်မာတလီကဘာရှိကြသွားသွန်ထားရစေလီတော်သမိုင်းစင်လာကြောက်ွယ်နေပြီမဟုတ်ပါတော့အမောင်မာတလီမာလာရောက်ပါအရှင်တရားပင်တို့ဖြစ်ပါ၍ဒီဟိုကျွန်းအနုရာဓမြို့၌ရှင်ရှားကြော်ကြားတော်မူသောယဟန္တာရှင်သူမြတ်ဟောပြောရေးသားတော်မူသောသာတိသဓာတုဝင်ကျမ်းညောင်ကြောင်းဆရာတော်ဘုရားကြီးကြောက်စာတို့ရဆိုလျင်ဤမြင်သာဆောင်တော်သည်အမှန်ပင်ဗုဒ္ဓမြတ်စွာကိုတော်မြတ်၏သကေသ